ဒီမလေးလာမိထားတယ်ကိုယ်ပိုင်လှုပ်ချင်တယ်တဲ့အကောင်းဆုံးပါပဲရှင်โอเคနော်ဟိုချမ်းသာခြင်းတဲ့လူတယောက်ကကိုယ်ပိုင်လုပ်ငန်းလုပ်မှရမယ်โอเคအဲ့တော့ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်နေဆိုရင်သူ့မှာကောင်းကျိုးလေးရှိဆိုးကျိုးလေးရှိတာပေါ့နော်ကောင်းတာတော့များပါတယ်ဒါပေမဲ့ကိုကနော်ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တဲ့သူတယောက်ကမလေးခုပြောမဲ့၃ချက်တော့ရှိရမယ်နော်အဲ့တော့အဲ့၃ချက်လေးပြောပြပေးမယ်အများကြီးတည်းရမှာပေါ့နော်ဒီအားလေးကအရေးပါမယ်လို့တော့မလေးယုံကြည်လို့ပေါ့နော်ပြပြမယ်အဲ့တော့နံပါတ်1ချက်အနေနဲ့ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တဲ့သူတယောက်ကကိုယ့်အကိုယုံကြည်ချက်တော့အပြည့်ရှိရမယ်နော်ဘသူဘာပြောပေါ့နော်ပုံမှန်ကျတော့ပြောကြမှာပဲနော်ဟဲ့ဒါကလို့စင်ပြနေမှာမလားဘာဖြစ်တယ်ညာဖြစ်နေလေးပေါ့နော်ဝေဖန်ကြမယ်စေတာနဲ့ဝေဖန်တာရှိသလိုဟိုဂျေဝင်ပြီးတော့ဝေဖန်တာလေးရှိမှာပေါ့နော်အဲ့တော့အဲ့ခါကျရင်ကိုလုပ်ချင်တာဆိုရင်ကိုယ့်အကိုယုံကြည်မှုရှင်ဆက်တာလို့ပါနော်ဘသူဘာပြောနားမြောင်ပါနဲ့ကိုယ့်ကိုယုံကြည်မှုရှိပါโอเคအဲ့တော့နံပါတ်2ချက်အနေနဲ့ကမလေးကိုယ်ပိုင်လုပ်မယ်ဆိုရင်စိတ်ဖိစီးမှုတန်တော့ကကြက်ခံနိုင်ရမယ်နော်ဘာဖြစ်လဲဆိုကိုယ်ပိုင်လုပ်ငန်းလုပ်လိုက်ပြီဆိုတော့ ਨੇ ဒါကကိုကဦးစီးရတော့မှာနော်ဒီလုပ်ငန်းအောင်မြင်မှုအတွက်ပစ္စည်းတစ်ခုရောက်နေဆိုတော့မှဒီပစ္စည်းရောင်းရဖို့အတွက်ကိုကဘက်ပေါင်းစွာနဲ့စဉ်းစားရတော့မှာတင်မလားအရင်တော့ဝန်ထမ်းဘွားလာတော့ဆိုရင်ကိုကအချိန်တန်လာဆိုင်ရမယ်ဆိုပြီးတော့မစဉ်းစားလိုက်ရတယ်ဒီလုပ်ငန်းကိုကိုကမအောင်မြင်နော်ဘယ်လိုပြောရမလဲအောင်မြင်အောင်လုပ်ဆရာမလို့ကွာတည်တယ်မသူများလုပ်ငန်းဖြစ်လို့သူများပြောတဲ့နော်အမိတ်အောင်မှာနော်ကိုကလိုက်လို့ရအောင်ဟဲ့ဒါလုပ်ဆိုလုပ်လိုက်အောင်ပေါ့နော်ဒါပေမဲ့ကိုရိုင်းစီးပွားရေးတစ်ခုလုပ်တော့မယ်ဆိုရင်ကိုကလုပ်ငန်းလုပ်တော့ပြီဆိုကိုကအများကြီးစဉ်းစားမှာပေါ့နော်ဒီပစ္စည်းတစ်ခုရောင်းရဖို့အတွက်ကိုကဘယ်လိုနေရနေဘယ်လိုတောင်းရနေဘယ်လိုစူးစမ်းမရဆိုအမြဲတမ်းတွေးနေရမှာပေါ့နော်အဲ့လိုမျိုးဆိုတော့စိတ်ဖိစီးမှုတော့ရှိတယ်အဲ့ဒါတော့ကိုကကြင်ခံနိုင်ရမယ်ပေါ့နော်โอเคအဲ့နောက်ဆုံးချက်ပြောပါမယ်နောက်ဆုံးချက်ကကိုပိုင်လုပ်ငန်းလုပ်ချင်တဲ့သူတွေကကိုပိုင်အားလက်ရက်တော့နဲမှရမယ်နော်ဥမာကတငယ်ချင်းနဲ့တွားတဲ့သူတွေ party girl တွေ party boy တွေဆိုရင်တော့ short မှရမယ်ပေါ့နော် short ဆိုတာထက်လေးဟိုမတွားတက်လောက်ကိုဖြစ်အောင်နေမှရမှာဆိုတော့ကိုအစလုပ်တဲ့သူဆိုပူဆိုတာပေါ့နော်နောက်ပိုင်းကျရင်တော့တမျိုးပေါ့လေနော်ကိုကစလုပ်တယ်ဆိုရင်တော့ကိုအဲ့လိုတွားတက်တယ်တငယ်ချင်းနဲ့တွေ့တက်တယ်ပေါင်းသင်းနေနဲ့ခင်တက်တယ်ဆိုတော့အဲ့ဒါကိုရဲ့ me time တို့ okay free time တို့ short ထားမှရမယ်ဘာလို့ကိုကအဲ့ဒါမျိုးတွေပေါ့နော်အမလေးနားရဲ့ယူမဲတို့ဘာလို့ဆိုရင်ကိုဆောက်တဲ့ချိန်မှာဆိုရင်အဆင်ပြေမှာမဟုတ်ဘူးเนาะနာမည်တစ်ခုရအောင်ယူတဲ့ချိန်မှာဆိုအဆင်ပြေမှာမဟုတ်ဘူးကဲလို့ကိုကနာမည်တစ်ခုရသွားပြီဆိုရင်တော့လေဒါမီတိုင်းမကောက်လို့ဘာကြီးပဲထပ်ထားပါเนาะအဲ့တော့ဆောက်လုပ်တဲ့သူတွေဒါမို့လေးကိုဆောက်လုပ်တဲ့သူဖြစ်လိမ့်မယ်မီးရဲ့ပုံစံလေးเนาะအဲ့တော့ဆောက်လုပ်တဲ့သူဆိုရင်တော့ကိုယ့်ရဲ့မီတိုင်းနေတကယ်ချင်းနဲ့ပေါ့เนาะတွေ့တဲ့တိုင်းတွေကို short ထားမှရမယ်ပေါ့เนาะโอเคအဲ့သူတို့ကတော့ဟိုတွေ့ချင်တဲ့တွေ့နေမှာဘားတွေ club တွေတက်တယ်ဒါပေမဲ့ကိုကကျတော့မတက်နိုင်အဲ့လိုမျိုးနေထားကိုကနသီးခံနိုင်ရမယ်ကွာသိလားအဲ့လိုမျိုးလေးဒီเนาะအဲ့ချက်၃ချက်လုံနိုင်သွားပြီဆိုရင်နော်စလုပ်ကြည့်လိုက်ပါကိုယ်ပိုင်လုပ်ငန်းမအောင်မြင်စေချောင်းမရှိโอเคအဲ့နောက်video ကြောင့်လို့ဆက်ဆောင်ပါမယ်မလေးရတော့ Christian လေးပါ